ထဲမှာ print ထုတ်တဲ့နေရာမှာစာရွက်တိုင်းမှာခေါင်းစည်းတွေမပါဘူးဖြစ်နေလားဒါဆိုရင်ဒီဗီဒီယိုလေးကိုတစ်ချက်ကြည့်ကြည့်ပါတကယ့်ကိုလွယ်လွယ်လေးပါများတော့အဖြစ်မတိကျတဲ့clip တစ်ခုပေါ့နော်အဲ့ဆိုလို့ရှိရင်ဒါဥပမာတစ်ချက်ပြမယ်ပေါ့နော် control B နှိပ်ပြီးတော့ shortcut တွေနဲ့ print ထုတ်မယ့်နေရာကိုသွားလို့ရပါတယ်အဲ့ဒီမှာဒီမှာစာရွက်က3ရွက်ရှိတယ်ပေါ့နော်3ရွက်ရှိပေမဲ့လို့သူကတခြားစာရွက်တွေမှာနောက်ကစာရွက်တွေမှာဒီခေါင်းစည်းလေးပေါ့နော်ဒီလိုအဝါရောင်ခေါင်းစည်းလေးပါမနေဘူးရှင့်ပါမနေဘူးဆိုတော့အဲ့ဒါလေးကိုပါခြင်းလို့ဆိုရှင်လုပ်လို့ရပါတယ်ဘယ်လိုလုပ်မလဲဆိုတော့ဒါလေးကိုမြင်အောင်လို့ဒါကာလာလေးတာထားလိုက်ပေါ့နော်ကိုကသိတာမြင်လာဆိုရင်တော့ထားလိုက်ပါနော်အဲ့ဒီမှာမလုပ်မလဲဆိုတော့ဒီ page layout တက်ထဲမှာ print title ကိုသွားပါ print title ထဲမှာရေးပြီးတော့ row to repeat at top ဆိုတဲ့နေရာလေးကိုကာစာလေးချပါကာစာလေးချပြီးတော့ဒီလိုလေး selection ပြလိုက်လို့ရှိရင်ဒီလည်းဝင်သွားပါပြီ row 2 to 2ပေါ့နော် selection ဝင်သွားပြီဆိုရင်အဲ့ဒါလေးကို okay ပေးလိုက်ပါအဲ့ဆိုရင်ပြန်ကြည့်မယ်